လာပါတပတ်အတွင်းအာရခပြည်နယ်အတွင်းကထူးခြားသတင်းတွေကိုတင်ဆက်ပေးနေပါပြီကျွန်မနော်ဖောပါအစ္စလမ်ဘာသာဝင်တွေရဲ့ကိုပါနီပွဲတော်အကျိုးအဖြစ်မြောက်ဦးခရိုင်မှာအကျဉ်းချနေတဲ့မွတ်စလင်တွေနဲ့စစ်တုံးပန်းတွေအပါအဝင်လူ90ကျော်ကိုအာရခတပ်တော် AA ကလွတ်ငင်းခွင့်နဲ့ပြန်လွတ်ပေးလိုက်ပါတယ်ပြီးခဲ့တဲ့မေလ23ရက်နေ့ကမြောက်ဦးခရိုင်အတွင်းမှာအခုလိုလွတ်ပေးခဲ့တာဖြစ်ပါတယ်လူငင်းခွင့်ရသူစုစုပေါင်း58ဦးထဲမှာတော့2024ခုနှစ်တိုက်ပွဲတွေအတွင်းဖမ်းဆီးရမိထားတဲ့စစ်တုံးပန်း9ဦးတုံးပန်းတွေရဲ့မိသားစုဝင်14ဦးမွတ်စလင်အကျဉ်းသား10ဦးနဲ့အခြားပြစ်မှုအမျိုးမျိုးကြောင့်ဖမ်းဆီးခံထားရတဲ့အရက်သား24ဦးတို့ပါဝင်တယ်လို့သိရပါတယ်အခုလိုလူငင်းခွင့်နဲ့ပြန်လွတ်ပေးလိုက်တဲ့သူတွေကိုအာရခတပ်တော်ကသက်ဆိုင်ရာမိသားစုဝင်တွေစီစနစ်တကျပြန်လည်အနံပေးခဲ့ပါတယ်ဒါပြင်ပြန်လည်လွတ်မြောက်လာသူတဦးချင်းစီအတွက်ကိုလည်း AA ဘက်ကနေထောက်ပံ့ကြေးငွေကျပ်3သိန်းစီကိုပေးအပ်ခဲ့ပါတယ်။ဒီလိုအကျဉ်းသားတွေကိုပြန်လွတ်ပေးခဲ့တဲ့လုပ်ရက်အပေါ်မွတ်စလင်အတိုင်းဝိုင်းကလူကြီးတွေဘက်ကလည်းအာရခပြည်သူတော်လှန်ရေးအစိုးရကိုအထူးကျေးဇူးတင်ရှိကြောင်းပြန်လည်ပြောဆိုခဲ့ကြတယ်လို့ဆိုပါတယ်။အာရခတပ်တော် AA အနေနဲ့တိုက်ပွဲတွေအတွင်းဖမ်းဆီးရမိတဲ့စစ်သုံးပန်းတွေတုံ့ပန်းမိသားစုတွေနဲ့တခြားပြည်တံကြားခံနေရတဲ့အကျဉ်းသားတွေကိုအခုလိုပဲလွတ်ငင်းခွင့်နေနဲ့မကြာခဏပြန်လည်လွတ်ပေးတာပဲဖြစ်ပါရဲ့ရှင်ပြီးခဲ့တဲ့မေလ20ရက်နေ့မနက်10:45မိနစ်လောက်ကအာရခတပ်တော် AA ထိန်းချုပ်ထားတဲ့ရန်ပြဲမြို့နယ်ရန်တစ်ကြီးရွာမရွာကဖုံးကြီးကျောင်းကိုစစ်ကောင်စီဘက်ကစူဆိုက်ဒရုန်း2စီးနဲ့လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်ဒီတိုက်ခိုက်မှုကြောင့်အသက်42နှစ်အရွယ်ကျောင်းထိုင်ဆရာတော်နဲ့အသက်16နှစ်အရွယ်ရွာခံလူငယ်မောင်မြတ်ထွေးတို့မှာဘုံစားထိမှန်ပြီးဒဏ်ရာတွေရရှိခဲ့ပါတယ်။အဲ့ဒီနေရာတစ်ဝိုက်မှာတိုက်ပွဲဖြစ်ပွားနေတာမရှိဘဲဖုံးကြီးကျောင်းကိုရွယ်ချက်ရှိတက်လာရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။လက်ရှိမှာတော့ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆရာတော်နဲ့လူငယ်ကိုစေကူတာမှုတွေလှုပ်ဆောင်ပေးနေရပါတယ်။ဒီပောက်ကွဲမှုကြောင့်ရန်တစ်ကြီးရွာမဖုံးကြီးကျောင်းရဲ့ရှေ့မျက်နှာစာအဆောက်အုံတချို့ပျက်စီးသွားခဲ့သလိုကျောင်းအောက်မှာရပ်ထားတဲ့အရက်သားပိုင်ကားတစ်စီးလည်းဘုံစထိမှန်ပျက်စီးခဲ့ရတယ်လို့သိရပါတယ်။လက်ရှိရခိုင်ပြည်နယ်အတွင်းမှာစစ်ကောင်စီတပ်ဟာစစ်ရေးနဲ့တပ်ဆိုင်ခြင်းမရှိတဲ့ကျေးရွာတွေဖုံးကြီးကျောင်းတွေနဲ့အရက်သားပြည်သူတွေကို drone လက်နက်ကြီးတွေအပြင်လေကြောင်းကနေပါနေစဉ်နဲ့အမျှဇက်တိုက်ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပါရဲ့ရှင်။ပြည်သူ့ကျန်းမာရေးနဲ့ပညာရေးလုပ်ငန်းတွေကိုရန်ပုံငွေရှာဖွေဖို့အတွက်အမြင့်ဆုံးစုကျပ်သိန်း900ပါဝင်မဲ့အာရခလောင်ဘောလို့အမည်ပေးထားတဲ့ထီကိုအာရခပြည်သူဒေါ်လာရေးအစိုးရကစတင်ရောင်းချတော့မှာဖြစ်ပါတယ်။ဘိုးအကောက်အခွန်နဲ့အခွန်ဌာနရဲ့ထုတ်ပြန်ချက်အရဒီလာမဲ့ဇွန်လကစပြီးထီလက်မှတ်တစ်စောင်ကိုငွေကျပ်1000နှုန်းနဲ့စတင်ဖွင့်လှစ်ရောင်းချသွားမှာပါ။ထီဖွင့်ပွဲတွေကိုလစဉ်လဆန်းတရက်နေ့တိုင်းမှာကျင်းပသွားမှာဖြစ်ပြီးရောင်းရငွေနဲ့90%ကိုစုမဲတွေအတွက်ခွဲဝေပေးသွားမှာဖြစ်သလိုကျန်တဲ့90%ကိုတော့လန်ဒရာတိဆောက်ရေးကျန်းမာရေးပညာရေးနဲ့လူမှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာအပြည့်အဝပြန်လည်အသုံးပြုသွားမယ်လို့သတင်းထုတ်ပြန်ထားပါတယ်။စုမဲခွဲဝေမှုတွေအနေနဲ့အမြင့်ဆုံးစုဖြစ်တဲ့ပထမစုကို7,500ဒုတိယစုကို7,300တတိယစုကို7,100စရုဒစုကို350ပြစ္စမစုကို320နဲ့စတမစုကို9သိန်းအသီးသီးသတ်မှတ်ထားပါတယ်။စုငွေထုတ်ယူရမှာတော့750နဲ့အထက်စုကြီးတွေကိုဗဟိုအကောက်ခွန်နဲ့အခွန်ဌာနမှာဓာတ်ရိုက်ထုတ်ယူရမှာဖြစ်ပြီး350အောက်စုမဲတွေကိုတော့သက်ဆိုင်ရာခရိုင်အကောက်ခွန်နဲ့အခွန်ဌာနရုံးတွေမှာအလွယ်တကူထုတ်ယူနိုင်မှာဖြစ်ပါတယ်။ထီလက်မှတ်တွေကိုအာရခလောင်ဘော်ထီဌာနခွဲကဖွင့်လှစ်ထားတဲ့အယောင်ဆိုင်တွေနဲ့မြို့နယ်အခွန်ဌာနတွေမှာဝယ်ယူနိုင်ပါတယ်။ထီဖွင့်ပွဲအခမ်းအနားကိုလည်းပြည်သူတွေပွင့်လင်းမြင်သာမှုရှိစေဖို့အွန်လိုင်းနဲ့တခြားမီဒီယာတွေကနေတဆင့်လာစဉ်ဓာတ်ရိုက်ထုတ်လွှင့်ပြသသွားမယ်လို့သိရပါတယ်ရှင်။ရခိုင်ပြည်နယ်မြေပုံမြို့နယ်မှာအရင်ကစစ်တပ်စခန်းချခဲ့မှုတဲ့နေရာအနီးဝါခုတ်သွားတဲ့ဒေသခံတူမြေမြုပ်မိုင်းနှင်းပြီးခြေတစ်ဖက်ပြတ်ထွက်ကမျက်စိတစ်ဖက်ပျက်စီးသွားခဲ့ပါတယ်။ပြီးခဲ့တဲ့မေလ18ရက်နေ့ညနေ3နာရီလောက်ကမြေပုံမြို့နယ်မောင်ချောင်းကျေးရွာကအသက်40အရွယ်ဦးမောင်ဝင်းလိုက်ဟာရောချောင်းတန်းတရအနီးမှာရှိတဲ့ရခင်စစ်ကောင်စီတပ်စခန်းဟောင်းနေရာကိုဝါခုတ်သွားဖို့တွားရောက်ရာကနေအခုလိုမြေမြုပ်မိုင်းနှင်းပြီးပောက်ကွဲခဲ့တာဖြစ်တယ်လို့ဒေသခံတွေစီကသိရပါတယ်
မိုင်းပေါက်ကွဲမှုကြောင့်ဦးမောင်ဝင်းလိုက်ရဲ့ညာဘက်ခြေထောက်ဟာခြေမျက်စိအောက်ကနေပြတ်ထွက်သွားခဲ့ပြီးညာဘက်မျက်လုံးတစ်ဖက်ဆုံးရှုံးခဲ့ရတဲ့အပြင်ခန္ဓာကိုယ်အနက်မှာလည်းပြင်းထန်တဲ့ဒဏ်ရာတွေရရှိသွားခဲ့တယ်လို့မျက်မြင်တွေ့ရှိသူတွေကပြန်လည်ပြောပြပါရယ်လက်ရှိအာရခတပ်တော်ကထိန်းချုပ်ထားတဲ့မြို့နယ်တွေကရခင်စစ်ကောင်စီတပ်ဆွဲခဲ့တဲ့နေရာတွေနဲ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့ပတ်ဝန်းကျင်တွေမှာအခုလိုစစ်ကြမ်းမြေမြုပ်မိုင်းနဲ့လက်နက်တွေကြောင့်ရဲသားပြည်သူတွေမကြာခဏသေဆုံးထိခိုက်ဒဏ်ရာရတာတွေဇက်တိုက်ဖြစ်ပေါ်နေပါတယ်။အာရခတပ်တော်အေအေအနေနဲ့သူတို့ထိန်းချုပ်ထားတဲ့နေမြေတွေမှာမိုင်းရှင်းလင်းရေးလုပ်ငန်းတွေကိုဇက်တိုက်လှုပ်ဆောင်နေပေမဲ့လည်းဒေသခံပြည်သူတွေအနေနဲ့စစ်ကြမ်းမိုင်းအနေကိုအထူးသတိပြုသွားလာကြဖို့နဲ့မိုင်းအနေကြောင့်ထိခိုက်ဒဏ်ရာရမှုတွေဆက်လက်ရှိနေစေဖြစ်ပါရရှင်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်စနဲမြို့မှာစစ်ကောင်စီရေတပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်ရဲသားနေအိမ်60နီးပါးမီးလောင်ပျက်စီးသွားခဲ့ပါတယ်။ပြီးခဲ့တဲ့မေလ19ရက်နေ့ကစနဲမြို့ရွှေဟင်းသာရုပ်ကတ်ထဲကိုစစ်ကောင်စီရဲ့တောင်မော်ကြီးရေတပ်စခန်းကနေလက်နက်ကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ဒီပစ်ခတ်မှုတွေကြောင့်လူနေအိမ်ခြေအများပြားကိုမိကူဆက်လောင်ကျွမ်းခဲ့ပြီးရွှေဟင်းသာရုပ်ကတ်ထဲကနေအိမ်59ဆောင်တိတိမီးလောင်ပျက်စီးသွားခဲ့တယ်လို့ဘေးလွတ်ရာကိုတိမ်ရှောင်နေရတဲ့ဒေသခံတွေကအတိပြုပြောဆိုထားပါတယ်။လူအထိခိုက်အခြေအနေအသေးစိတ်ကိုတော့အတိမပြုတ်နိုင်သေးပါဘူး။လက်ရှိကြောက်ဖြူမြို့နယ်မှာစစ်ကောင်စီရဲ့ရေတပ်စခန်းတွေနဲ့စစ်ရေရင်တွေကနေလူနေရပ်ကွက်တွေနဲ့ကျေးရွာတွေတဲ့ကိုလက်နက်ကြီးပစ်ခတ်မှုတွေဇက်တိုက်ဆိုသလိုရှိနေတာပါ။ပြီးခဲ့တဲ့မေလ18ရက်နေ့ကလည်းစင်ချောင်းပင်လယ်ပြင်မှာရှိတဲ့စစ်ရေရင်ပေါ်ကနေရန်တပ်ပစ်ခတ်ခဲ့လို့ရွာတိတ်ကြီးကျွရတဲ့ကိုလက်နက်ကြီးတားရောက်ပောက်ကွဲခဲ့တာဖြစ်ပါတယ်။အဲ့ဒီဖြစ်စဉ်မှာအမျိုးသမီးတဦးသေဆုံးခဲ့ပြီးကျောင်းထိုင်ဆရာတော်တစ်ပါးအပအဝင်ဒေသခံ6ဦးပြင်းထန်စွာဒဏ်ရာရရှိခဲ့ပါတယ်။ကြောက်ဖြူမြို့နယ်အတွင်းမှာပြီးခဲ့တဲ့မေလ10ရက်နေ့ကစလို့စစ်ကောင်စီတပ်နဲ့အာရခတပ်တော်အေတို့အကြားတောင်မော်ကြီးရေတပ်စခန်းအနီးတစ်ဝိုက်မှာနှစ်ဖက်တိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပါတယ်ရှင်။တန်လွကသတင်းဌာနရဲ့တပတ်အတွင်းအာရခပြည်နယ်အတွင်းကထူးခြားသတင်းကိုထုံနှုတ်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။တန်လွကသတင်းဌာနရဲ့သတင်းအစီအစဉ်တွေကို YouTube, Facebook, Telegram အစရှိတဲ့ channel တွေကနေလည်းကြည့်ရှုနိုင်ပါပြီ။ရခိုင်ပြည်နယ်အပါအဝင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးအန္တရာယ်မျိုးကနေအများဆုံးလွတ်မြောက်နိုင်ကြပါစေရှင်။